American Dollar နှစ်တန်းကြုံတီအကုန်ကြခံတိဆောက်ထားတဲ့ Ilia Doboria ရဲ့စိုင်းကြီးထိကအစစ်မြင့်ကိုပိုင်လက်ကျင်ရေးဂျမ်အားလုံးပဲမင်္ဂလာပါချန်ပီယံမှာကြိုဆိုလိုက်ရပါတယ် UFC ရဲ့ဝေဒတ်နှစ်ခုရဲ့ချန်ပီယံကြီး Ilia Doboria ဟာစပိန်နိုင်ငံအလီကန်တေမှာရှိတဲ့သူ့ရဲ့စိုင်းကြီးထဲမှာအလုံးခိမီစံတဲ့ကိုပိုင်ဂျမ်တစ်ခုကိုတိဆောက်ထားတာဖြစ်ပါတယ်Ilia Doboria ရဲ့ကိုပိုင်ဂျမ်ကိုယူရို2တန်းခမန်းကြီးအထည် American Dollar 2.2တန်းဝန်းကျင်ကျော်ထိအကုန်ကြခံတိဆောက်ထားတယ်လို့သိရပါတယ်ဒါဟာကစားသမားတယောက်ရဲ့တကူရေထုံးလေ့ကျင့်ရေးစင်တာတစ်ခုအကတော့အလွန်မြင့်မားတဲ့ယင်းနှိမြုံနယ်မှုတစ်ခုပဲဖြစ်ပါတယ်။ Doboria ရဲ့ gym ဟာတာမန် gym တစ်ခုထက်စာရင်တိပန်နေကြလေ့ကျင့်ရေးစင်တာသို့မဟုတ် high performance center တစ်ခုနဲ့ပိုပြီးလို့တူပါတယ်။ဒီ gym ထဲမှာအဓိကပါဝင်တာတွေကတော့ UFC ရဲ့စံချိန်စံနှုန်းအတိုင်းပြုလုပ်ထားတဲ့လေ့ကျင့်ရေးလောင်ရင်သို့မဟုတ်တန်စကာ kit တစ်ခုပါဝင်တာဖြစ်ပါတယ်။ဒီ gym ထဲမှာကဘာအစစ်မြင့်ဆုံးလေ့ကျင့်ရေးစက်ပစ္စည်းတွေဖြစ်တဲ့ Techno Gym ရဲ့ကရိလာတွေနဲ့အပြည့်အစုံတက်ဆင်ထားတာဖြစ်ပါတယ်။ဒါတွေဟာ fighter တဦးရဲ့အားရင်ထုတ်လွှတ်မှုနဲ့စွမ်းဆောင်ရည်ပိုင်းကို data တစ်ခုအနေနဲ့တိုင်းတာပေးနိုင်တဲ့အထိနီးစနစ်ပိုင်းမြင့်တဲ့ဆက်ပဲဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။ဒီ gym ထဲမှာ recovery zone အလွန်အေးတဲ့အပူချိန်မှာလည်းကြွက်သားနာကျင်မှုတွေကိုကုသပေးတဲ့ cryotherapy chamber လို့ခေါ်တဲ့အခန်းလည်းပါဝင်ပါတယ်။နောက်ပြီးတော့ hyperbaric chamber လို့ခေါ်တဲ့ oxygen ဖိအားမြင့်စက်လည်းပါဝင်ပြီးဒီစက်ဟာဒဏ်ရာတွေကိုမြန်မြန်တက်တာစေကိုအသုံးပြုတာဖြစ်ပါတယ်။နောက်ပြီး high performance center တွေမှာသုံးတဲ့ဆောင်းသားနဲ့ရေပူရေကန်တွေကိုလည်းထည့်သွင်းတိစောက်ထားတာဖြစ်ပါတယ်။ Doboria အနေနဲ့ physiotherapy unit လို့ခေါ်တဲ့ဒဏ်ရာတွေကိုချက်ချင်းကုသနိုင်ဖို့နဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုကိုစစ်ဆေးနိုင်ဖို့အတွက်တီးတန့်အကျော်ပြင်ပညာရှင်ကန်းကိုလည်းပြင်ဆင်ထားပါသေးတယ်။ဒါအပြင်လေ့ကျင့်ကန်းလုပ်ပြီးချိန်မှာအပန်းကျေဖို့အတွက်လည်းတက်တောင့်တတအနားယူနိုင်မဲ့နားနေဆောင်လေးလည်းဒီ gym ထဲမှာပါဝင်တာဖြစ်ပါတယ်။လက်ရှိ UFC ရဲ့မတူညီတဲ့ဝေတ်တန်းနှစ်ခုချန်ပီယံကြီး Ilia Doboria ကတော့တယောက်တည်းလေ့ကျင့်ဖို့အတွက်ဘာကြောင့်ဒီလောက်ထိအကုန်ကြခံတိဆောက်ခဲ့တာလဲဆိုတဲ့မေးခွန်းတွေအပေါ်အခုလိုပြန်ပြောခဲ့ပါတယ်။ကျွန်တော်ကကမ္ဘာအကောင်းဆုံး fighter တူထိချင်တဲ့အတွက်အကောင်းဆုံးပတ်ဝန်းကျင်နဲ့အကောင်းဆုံးနည်းပညာတွေကြားမှာလေ့ကျင့်ဖို့လိုအပ်တယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်လည်းဒီ gym မှာသူတယောက်တည်းမဟုတ်ပဲသူ့ရဲ့ team ဖြစ်တဲ့ Clement Club ကနီးပြတွေအဖွဲ့ဝင်တွေနဲ့အတူအချိန်ပြည့်စခန်းတွင်းလေ့ကျင့်လေးရှိပါတယ်။ကျွန်တော်အတွက်တော့ဒါဟာကုန်ကြစည်တစ်ခုမဟုတ်ဘူးယင်းနှိမြုံနယ်မှုတစ်ခုပါဆိုပြီး Doboria ကမေးခွန်းတွေအပေါ်ဖြေကြားခဲ့ပူတာဖြစ်ပါတယ်။အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်။